အမလက်ဆိုးကပစ္စည်းရတယ်လေမှာထားတာကြာနေပြီဆိုတော့ရောက်မဲ့အချိန်လေးဒီကြာသိရတယ်တော့ပို့စစ်ပြီးရယ်ဒါပေမဲ့အခုပစ္စည်းကြာနေတာနဲ့ပတ်သက်ပြီးတော့တတိစစားအိမ်နဲ့ရောက်လာရှင်းပြပြီးရတဲ့အတွက်လည်းအမကတော့စိတ်ကြည်မှုပြေဝရပါတယ်လက်ရှိမှာလည်းမှာထားတဲ့ပစ္စည်းဘာကြောင့်ကြာနေရဲဆိုတာကိုသေချာရှင်းပြပြီးရယ်ဖုန်းတွေဆက်ပြီးတော့လည်းအများနဲ့ follow လိုက်ပြီးရတဲ့အတွက်လည်းမဘကနေပြီးတော့လက်ဆိုးကိုကျေးဇူးတင်ပါတယ်ပစ္စည်းလေးမရသေးလို့နည်းနည်းလေးတော့စိုးရင်လေးရှိမယ်မှာထားတာလက်ဆိုးကဆိုတော့ယုံကြည်ပါတယ်ပြီးတော့ကျွန်တော်ဒီပစ္စည်းလေးကလည်းအရင်တစ်ခေါက်ကလည်းဝယ်ပြီးတောင်းထားတဲ့ brand လေးဆိုတော့လေကြိုက်ပါတယ်ယုံကြည်နဲ့စောင့်နေပေးတယ်ပြီးလို့ရှိရင်ပေါ့နော်အများဆုံးကျွန်တော်တို့ဆက်သွယ်ပေးပြီးလို့ရှိရင်ကျွန်တော်တို့ပစ္စည်းရောက်တဲ့ခါကြာလို့ရှိရင်ကျွန်တော် showroom ကိုကိုယ်တိုင်ကိုကြလာပြီးတော့စိတ်ထိုင်လေးကျွန်တော်ရွေးချယ်ပြီးဝယ်ယူခြင်းနဲ့အခုလိုကျွန်တော်ဖုန်းဆက်ပြီးဆက်သွယ်ပေးတဲ့အတွက်လည်းကျွန်တော်လက်ရှိကျေးဇူးအများကြီးတင်ပါတယ်နော်လက်တော်အခြေအနေကြောင့်ပေါ့နော်ကြံ့ကြာနေရတော့အမတို့ဘက်ကနားလည်ပါတယ်ဒါပေမဲ့အများဆုံးရအောင်ပြီးတော့စူးစမ်းပြီးစီခြင်းနဲ့ပေါ့နော်မှားထားတာမရောက်သေးဘူးဆိုတော့စိတ်ပူရတယ်ဆိုပေမဲ့လည်းအခုမျိုးတေချာလေးဖုန်းဆက်ပြီးတော့ရှင်းပြပေးရဲဆိုတော့အမတို့ဘက်ကလည်းစိတ်အေးရတာပေါ့အများဆုံးရအောင်တော့မြန်မြန်လေးစူးစမ်းပေးပါအောင်လို့အမတို့ဘက်ကတော့တစ်ချက်လောက် request လုပ်ပါတယ်နော်မှားထားတယ်လည်းကြာပြီဆိုတော့လေမြန်တော့လူချင်းတယ်တခုကလည်းခဏခဏကတ်တော့စိတ်ကောင်းမရှိတော့ပစ္စည်းတွေကလုံခြုံမှုမရှိလို့ခံစားရတယ်နော်အခုလိုအချိန်ကြီးကြမ်းကြာနေတဲ့အတွက်လည်းကျွန်တော်နားလည်ပါတယ်အခုဒီလက်ဆိုးကနေပြီးတော့မှားထားတာမရောက်ခင်ဒီလက်တလုံးသုံးလို့ရအောင်စိတ်ပေါက်တစ်လုံးစီစဉ်ပေးမယ်ဆိုတော့ကျွန်တော်အနေနဲ့စိတ်ချမ်းသာရပြီးစီစဉ်ပြေရပါတော့အခုလိုစီစဉ်ပေးတဲ့အတွက်လက်ဆိုးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဆင်ပြေပါတယ်အားလုံးကအခုလိုအချိန်တွေကြောင့်ခက်ခဲနေတာဆိုတော့နားလည်ပါတယ်လက်ဆိုးကိုယုံလို့လည်းခုချိန်ဒီစိတ်ရှိနဲ့စောင့်နေနေရလေကျိုးချောင်းနဲ့ပိဿာရှင်းပြပေးလို့ကျေးဇူးတင်ပါတယ်ပစ္စည်းရောက်လာရင်လည်းရှုံးထက်လာပြီးတော့ဝယ်မယ်နော်